Oasis Blue Spa ရဲ့ Wellness and Beauty Travel အစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီအစီအစဉ်လေးကတော့အလှပရေးရာအကြောင်းအရာများနဲ့ကျန်းမာရေးအတွက်အကျိုးပြုလို့များကိုမျှဝေပေးသွားမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်။ Massage အကြောပြင်နှိမ့်နေခြင်းဟာလှပအတွက်တင်မကပဲကျန်းမာရေးအတွက်ကောအကျိုးရှိလား။ Massage အကြောပြင်နှိမ့်နေခြင်းဆိုတာခန္ဓာကိုယ်ညောင်းညတာပြပြောက်စီရုံနဲ့မကပဲဂျိုပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ဆေးဘက်ဝင်တဲ့ကုထုံးတစ်ခုပဲဖြစ်ပါတယ်။ကျန်းမာရေးအတွက်ကြိုးကျေးဇူးဘယ်လိုရရှိလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးလိုက်ပါမယ်နော်။ Massage အကြောပြင်နှိမ့်နေခြင်းအပြင်သွေးလက်ပတ်မှုအားကောင်းစေပါတယ်။စိတ်ဖိစီးမှုဟော်မုန်းများကိုလျှော့ချပေးပါတယ်။နာတာရှည်နာကျင်ကြိုက်ခဲမှုများကိုတက်တာစေပြီးတော့ခန္ဓာကိုယ်ရဲ့ကိုယ်ခံစနစ်ကိုလည်းမြင့်တင်ပေးပါတယ်။ပြီးတော့အိပ်ပျော်ရလည်းလွယ်ကူစေပါတယ်။ပေါင်ချိန်ကိုလည်းထိန်းညှိပေးပါတယ်။ကိုယ်ဟန်အနေထားကိုမှန်ကန်စေခြင်းဆိုတဲ့အကျိုးကျေးဇူးအလုံးကိုရရှိပါတယ်။အခုလိုအကျိုးကျေးဇူးတွေရရှိတဲ့အတွက်ကြောင့် massage အကြောပြင်နှိမ့်နေခြင်းကုထုံးရယူခြင်းဟာလှပအတွက်တည်းမကပဲကျန်းမာရေးအတွက်ပါအချိန်ဖြုံးတာမဟုတ်ဘဲနဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်ရှင်။ခုလိုမျိုးလှပရေးရာနဲ့ကျန်းမာရေးအထောက်အကူပြုအကြောင်းအရာလေးများကို Oasis Blue Spa ရဲ့ Wellness and Beauty Travel အစီအစဉ်ကနေဆက်လက်ပြီးတော့မျှဝေပေးသွားပါမယ်နော်။